ရေရှိုးပြီးတန်းနေတဲ့ခန္ဓာကိုယ်တုတ်တာလေဘာလို့တပတ်ကညစ်ပတ်သွားရတာလဲအားလုံးမင်္ဂလာပါနော်ကျွန်တော်ခုလေးတင်ရေရှိုးပြပြပြီးဆက်ပြတိုက်တဲ့ဆက်ကရက်တီတိုက်တဲ့ဒီကုလုံးကြီးတွေကင်းစင်းပြီးဂလိုးနေပြီပေါ့ဗျာဒါပေမဲ့ကျွန်တော်ခေါင်းထဲမှာငငယ်ကလေးကခုထိစဉ်းစားလို့မရတဲ့ပြဿနာတစ်ခုရှိနေရဲ့အဲ့ဒါကသူ့ပေါ့ကျွန်တော်တို့ရေရှိုးပြီးတိုင်းအသုံးပြုတဲ့တပတ်ပါပဲစဉ်းစားကြည့်ဗျာကိုကရေရှိုးတယ်ဆိုတာတန့်ရှင်းသွားအောင်ရှိုးတာလေရေရှိုးကနေကထွက်လာတဲ့အချိန်မှာကိုယ်ခန္ဓာကိုယ်ကအတန့်ရှင်းဆုံးရှင်နေမှာရှိနေတာမဟုတ်လားဟုတ်တယ်ဟုတ်အဲ့ဒီတန့်ရှင်းဆုံးခန္ဓာကိုယ်ကိုတပတ်အတန့်လေးနဲ့တုပ်လိုက်တယ်လောချစ်ရတွေးချင်းအတန့်နဲ့အတန့်တွေ့တာလေဗျာဒီတပတ်ကဘယ်တော့မှညစ်ပတ်မသွားတင်ဘူးမဟုတ်လားသာရတန့်နေရမှာပေါ့နော်ဒါပေမဲ့လက်တွေ့မှာတော့လေ3-4ရက်လောက်သုံးပြီးရင်ဒီတပတ်ကဘာလို့အနံ့ဆိုးတွေထွက်လာတာလဲဘာလို့မညစ်လာတာလဲဘာလို့ချော်ပြဖို့လိုအပ်နေရတာလဲဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့အတန့်ရှင်းဆုံးလို့ထင်ရတဲ့ခန္ဓာကိုယ်နဲ့တပတ်ကြာကညစ်ပတ်တဲ့လှုပ်ဝက်ချက်တွေကိုပြပြသွားမှာဖြစ်ပါရဲ့နော်ရေမရှိုးခင်ကြည့်ထားတဲ့ဗီဒီယိုပါနော် Let's goပထမဆုံးကျွန်တော်တို့လက်ခံရမယ့်အမှန်တရားတစ်ခုရှိတယ်နည်းနည်းတော့ခါသိမယ်နော်အဲ့ဒါကဘာလဲဆိုတော့တင်ထင်တယ်လို့ထင်ရတတ်မနေပါဘူးနော်ကျွန်တော်တို့ကဆက်ပြထားရရင်ဘက်တီးရီးယားတွေကြီးတွေအညစ်အကြေးတွေ 100% ကုန်စင်သွားပြီလို့ထင်ကြတယ်။ကြောင်ညာတွေမှာလည်း 99.9% ကင်းစင်နဲ့ဘာညာဆိုပြီးပြောကြတာကိုဒါပေမဲ့တကယ်တမ်းကျတော့ရေရှိုးတယ်ဆိုတာပကံဆေးတယ်လို့မျိုးစီရီအကုန်ပြောင်းသွားအောင်တိုက်ရှုပ်လိုက်တာမျိုးမဟုတ်ဘူးနော်။ကျွန်တော်တို့ရဲ့အရေးပြားကအသက်ရှိနေသေးတဲ့တဘာဝအစီတွေရွှေတွေပြီးတော့ဆက်ပြနဲ့တိုက်တာတော့မပြောင်းမဲကြံခဲ့တဲ့မျက်စိနဲ့မမြင်ရတဲ့အညစ်အကြေးတွေရှိနေတုံးပဲ။ဆိုတော့ကတင်တပတ်နဲ့ကိုတုပ်လိုက်တဲ့အချိန်မှာရေတစ်ခုတည်းကိုတုပ်လိုက်တာမဟုတ်ဘူးခန္ဓာကိုယ်ပေါ်မှာကျန်နေတဲ့အဲ့ဒီအစီတွေအညစ်အကြေးတွေလက်ကျန်တွေကိုပါတပတ်စီကို copy paste လုပ်ပြီးကူးထပ်လိုက်တာနဲ့အတူတူပါပဲနော်ဒါပေမဲ့ဒါအဓိကတရားခံမဟုတ်သေးဘူးနော်တကယ်ဆက်လက်ကနောက်ွယ်မှာရှိနေသေးတယ်တင်ရွက်တပတ်ကိုရေစုပ်တဲ့ဝိစားလို့မမြင်ပါနဲ့သူ့ဒီလိုမျိုးတန်ကြီးလို့မြင်ကြည့်လိုက်ပါနော်ကျွန်တော်တို့ရဲ့အရေးပြားပေါ်ဆုံးလားဆိုတာတကယ်တော့ dead skin cell တွေနဲ့ဖွဲ့စည်းထားတာပါရေချိုးလိုက်တဲ့အခါရေနွေးငွေးနဲ့ရေကြောင့်အဲ့ဒီ cell တွေကပွာလာပြီးကွာကြဖို့အဆင်သင့်ဖြစ်လာတာပေါ့နော်အဲ့ဒီချိန်မှာတင်ကတပတ်နဲ့ခန္ဓာကိုပုတ်ဆွဲပြီးတုပ်လိုက်တော့ဘာဖြစ်သွားလဲဆိုရင်တပတ်ရဲ့အမြင်တွေကလွှတ်တချောင်းလိုပဲပွားနေတဲ့အရေးပြား cell တွေကိုအကုန်ရှိယူလိုက်တာဗျသိပ္ပံပညာရှင်တွေရဲ့အဆိုအရလူတစ်ယောက်ဟာတစ်မိနစ်ကိုအရေးပြား cell ပေါင်း3000ကနေ4000လောက်ကွာကျနေတဲ့ရေရှိုးပြီးတုပ်လိုက်တဲ့အချိန်မှာတော့အဲ့ဒီဓာတ်ဆဲတွေကတန်းနဲ့ရှိပြီးပါသွားမှာပေါ့ဆိုတော့ကတင်းရဲ့သက်ရှင်းနေတဲ့တပတ်လေးဟာတကယ်တမ်းကျတော့အရေးပြားဆဲတွေတုတ်တန်ကြီးဖြစ်နေတာပါနည်းနည်းတော့ယွန်းစရာကောင်းနေနော်ဒါပေမဲ့မေးစရာရှိတာကဆဲတွေရှိနေုံနဲ့ဘာဖြစ်လဲဆဲတွေကအနမ်းမနမ်းတာဟုတ်တယ်မလားမှန်ပါတယ်နော်ဆဲတွေကအနမ်းမနမ်းပါဘူးဒါပေမဲ့သူတို့ကအစာဖြစ်လာတဲ့အခါမှာတော့ဇလန်ကပြောင်းသွားပြီဗျကဲအခုကျွန်တော်တို့ရဲ့တပတ်ကြီးရဲ့အချိန်တွေကိုသုံးသပ်ကြည့်ရအောင်နော်နံပါတ်1သူကရေဆိုနေတယ်နံပါတ်2သူကရေရှိုးခနဲ့မှာဆိုတော့နှွေးနေတယ်နံပါတ်3သူ့ထဲမှာအာဟာရပြေဝနေတဲ့ဆဲတွေအပြည့်ရှိနေတယ်အဲ့ဒီ3ချက်ပေါင်းလိုက်ရင်ဘာဖြစ်လဲသိလားအဲ့ဒါဘက်တီးရီးယားနဲ့မှိုတွေအတွက်အကြီးဆုံးအလှအိမ်ကြီးပဲပြို့ရေရှိုးခနဲ့မှာရှိနေတဲ့မျက်စိနဲ့မမြင်ရတဲ့ဘက်တီးရီးယားတွေမှိုတွေကတပတ်ပေါ်ကိုရောက်လာတယ်ပြီးတော့သူတို့ကပြောကြမှာပေါ့ဟိုးရေလည်းရှိတယ်အစာတွေလည်းရှိတယ်အပူချိန်ကလည်းအေးဆေးပဲငါတို့မိသားစုတွေဒီမှာအရှိရှာပြီးခလေးမွေးကြမယ်ဟေးဆိုပြီးတော့လေတပတ်ကို3ပြီး1ရက်2ရက်လောက်နေလမ်းမထားပဲရေချိုးကနေဒီတိုင်းထားလိုက်ရင်ဘက်တီးရီးယားတွေကစပွားကိန်းနဲ့ပွားများလာတတ်တယ်နော်ပြီးတော့တင်တို့ခန်းစားဖို့တယ်မို့လားတပတ်ကိုကိုင်းလိုက်ရင်ဆိုထိုင်းတိုင်းနဲ့အောက်တိုးတိုးနှံ့ကြီးလေအဲ့ဒီနာကဘာလဲသိလားအဲ့ဒါဘက်တီးရီးယားတွေစားတော့ပြီးလို့ဆွန့်ထုတ်လိုက်တဲ့အရာပေါ့ရင်ကြီးကြီးပြောရရင်နော်ဘက်တီးရီးယားတွေလေလေတဲ့အနံ့ပါပဲဒါတွေမကသေးဘူးနော်တကယ်လို့တင်းရဲ့တပတ်ကတွိုင်းလက်နဲ့နေတဲ့နေရာမှာရှိထားတယ်ဆိုရင်တော့တွိုင်းလက်ကိုအဖုံးမပိတ်ပဲရေဆွဲချလိုက်တိုင်းတွိုင်းလက်ဘလုံးလို့ခေါ်တဲ့မမြင်ရတဲ့ရေမှုန်လေးတွေလေထဲကိုပြန့်လွင့်သွားတယ်အဲ့ဒီထဲမှာဘာတွေပါလဲတင်တို့သိပါတယ်နော်အဲ့ဒါတွေကလေထဲကနေတဆင်းတင်းရဲ့တပတ်ပေါ်လေထိခုံပြီးဆင်းသက်လာကြတာပါနော်ဆိုတော့ကတင်းရဲ့တပတ်ကတင်းထီတယ်လို့ဖြူစင်တဲ့အရာမဟုတ်ပါဘူးနော်ကဲပြန်အနည်းချုပ်ရရင်နော်ကျွန်တော်တို့ကရေရှိုးပြီးလို့တတ်တယ်လို့ထင်ရပေမဲ့တပတ်နဲ့တုပ်လိုက်တဲ့အခါချစ်ခန္ဓာကိုယ်ကကြမ်းနေတဲ့အစီတွေ
နှစ်တန်းနဲ့ရှိတဲ့ဆဲသေးတွေတုံရင်ငွေတွေအကုန်လုံးတစ်ပတ်ထဲရောက်သွားတဲ့အဲ့ဒါတွေကဘက်တီးရီးယားတွေအတွက်စားတောက်ပွဲကြီးဖြစ်သွားပြီးရပိုင်းတွေမှာတစ်ပတ်ကညစ်ပတ်ပြီးနလာတာဖြစ်ပါတယ်နော်ဒါဆိုကျွန်တော်တို့ဘာလို့တင်လဲတခါသုံးပြီးတိုင်းချိုရမလားကျမရဲ့ပညာရှင်တွေကတော့ပြောပါတယ်တခါသုံးပြီးတိုင်းချိုကြတော့မလိုပါဘူးတဲ့နော်ဒါပေမဲ့3-4ချိန်သို့မဟုတ်4ချိန်သုံးပြီးတိုင်းတစ်ခါချိုတင်ပါတယ်နော်ပြီးတော့အရေးကြီးဆုံးကသုံးပြီးတိုင်းရေရှိုးခန်းထဲမှာလုံးထွေးပြီးပြစ်မထားလိုက်ပါနဲ့နော်နေအောင်ချီသို့မဟုတ်လေဝင်လေထွက်ကောင်းတဲ့နေရာမှာဆောက်သွေးအောင်ဖြန့်လန့်ထားလိုက်ပါဆောက်သွေးခြင်းကဘက်တီးရီးယားတွေရဲ့ရန်သူပါပဲနောက်ဆုံးအနေနဲ့အရေးကြီးဆုံးချက်ကတပတ်ကိုဘယ်တော့မှမျှဝေမသုံးလိုက်နဲ့နော်ကိုယ့်ရဲ့ဆဲသေးတွေနဲ့ဘက်တီးရီးယားတွေကကိုယ့်အတွက်ပြဿနာမရှိပေမဲ့သူများစီယာဟာတွေကိုစီရောက်လာရင်ပြားယောဂတွေကူးစက်နိုင်ပါတယ်နော်ချစ်လို့မြတ်သုံးတာဆိုတာတပတ်ကိစ္စမှမရှိပါဘူးနော်အဲ့ဒါပိုးမတွေမျှဝေနေတာပါကဲဒီနေ့တော့တင်တို့ရဲ့တပတ်ကြီးကိုကြည့်ရတဲ့အမြင်ပြောင်းသွားပြီလို့ထင်ပါတယ်နော်တင်ရောတပတ်ကိုဘယ်နည်းနေမှတစ်ခါချော်လဲရိုးတတကိုမမဝန်ခံခဲ့လို့ရပါတယ်နော်ကျွန်တော်ကတော့9ရက်မှတစ်ခါချော်ပါရဲ့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like လုပ်ဖို့မမေ့ပါနဲ့နော်ဘာလို့တူရရတယ်ဆိုရင်လည်းတငယ်ချင်းတွေအထူးသဖြင့်တပတ်မလျှော်တဲ့တငယ်ချင်းတွေကိုပေါ့ဆေးပေးလိုက်ပါအောင်နော်နောက်တစ်ပတ်မှာဘယ်လိုထူးဆန်းတဲ့နေ့စဉ်ဘဝမိခွန်းလေးတွေကိုချင်းပြစီခြင်းလဲကိုမမရေးခိုင်းလို့ရပါတယ်နော်စိတ်ဝင်စားကြဗီဒီယိုလေးတွေကိုလည်းအမြဲတင်ပေးသွားမှာမို့ like and subscribe လုပ်ခဲ့ပေးပါအောင်နော်အသေးတင်တိုင်းသိညဖို့ notification ဘဲလေးကိုလည်းနှက်ခဲ့ပေးပါအောင်ရှင်အားလုံးပဲအေးချမ်းသာယာပျော်ရွှင်ကြပါစေနော် see you next time တတာခဏလေးဒါလေးလည်းအချိန်ပေးပြီးကြည့်သွားပေးပါအောင်နော်